ဒီရဲ့ life မှာဖယားရဲ့ဂတိတော်နဲ့တင်တဲ့စန့်ကျင်ဘက်ဖြစ်နေဖယားပေးထားတဲ့ဂတိတော်နဲ့တင်တဲ့စန့်ကျင်ဘက်ဖြစ်နေပြီဆိုရင်အဲ့ဒါတင်ကအဲ့ဒီချိန်ကစပြီးတော့မှယုံကြည်ခြင်းကိုစတင်ပြီးတော့မှအားစိုက်ဖို့ချိန်ရောက်နေပြီစတင်ပြီးတော့ကြွေးကြော်ရမယ့်ချိန်ရောက်နေပြီမဖြစ်နိုင်တဲ့အရာကိုဖြစ်စေတဲ့ဖယားသိဖြစ်ဖို့ရန်အတွက်ဖယားကဘာလုပ်လဲဆိုတင်ရဲ့အသက်တာမှာတကွအမြဲတမ်းခြံထားတယ်အဲ့တော့တင်ဖယားနဲ့ရယူတတ်ဖို့တင်ရဲ့အသက်တာထဲမှာခက်ခဲနေပြီဆိုရင်အဲ့ဒီခက်ခဲတဲ့အရာကိုပဲဖယားလုံတော့မယ်ဖယားရှင်ဖြစ်တယ်တင်ရဲ့အသက်တာထဲမှာဘယ်အရာက block ဖြစ်နေလဲအဲ့ဒီအရာကိုပဲဖယားသူ့လက်တော်ကြီးနဲ့ဖယားခင်ကဖယ်ရှားမယ်ဖယားဖြစ်တယ်ဒီနေ့အပြင်နားလည်ပဲတင်အတ္တမှာဘယ်အရာကအနှုတ်လက္ခဏာဖြစ်နေလဲဘယ်အရာက weakness ဘယ်အရာကအားနည်းချက်ပါရှိလဲတင်းရဲ့အားနည်းချက်ကတင်းရဲ့အကြောက်ရဆုံးရတာမှတ်ထားဒီသတိထားတော့အဲ့ဒါဘုရားသားသမီးတို့အားနည်းချက်ကအဲ့ဒါအားတာချက်ကြီးမတခုပြပြမယ်တင်းရဲ့အင်မတန်မှကြောက်တတ်တဲ့လူဆိုရင်တင်းသတိထားတော့အဲ့ဒါအင်မတန်ကြောက်စရာကောင်းတဲ့လူသူကကြောက်တတ်တယ်လို့ तू ကထင်နေတာ तू ကအရင်ဘာလို့ကြောက်တတ်တယ်မလားအဲ့ဒီလူကပြောင်းပြန်တာ